အားလုံးပဲမင်္ဂလာပါရဲကောင်မျိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာတွင်းကြီးဝမ်းမောင်ရဲ့စီးကြော်တဲ့ညာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့လည်းတောင်းဆိုချင်ပါတယ်ဒီပွဲကစိန်ခေါ်ပွဲပြီးခဲ့တဲ့ပွဲကရင်ဆိုင်တွေ့တဲ့ပွဲစိန်ခေါ်ပွဲဆိုပြီးတော့လက်ဝဲပွဲတော့မဟုတ်ပါဘူးငတိုးငဆိုးငမိုးနဲ့တောလိုက်ခွေး9ကောင်ကတစ်ဖက်ညောင်မင်ငံတော့တောကြောင်ကြီးကတစ်ဖက်မကျင်တဲ့ပွဲနဲ့ပြန်တွေ့ကြတဲ့ပွဲပါဟုတ်ပါတယ်ငတိုးငဆိုးနဲ့ငမိုးကတာမန်တောလိုက်လက်တင်နေမဟုတ်ကြပါဘူးသုံးစလုံးကတောလိုက်ဝါရင်တပိုင်းကျွမ်းကျင်မုံဆိုးတွေပါရွာမုံဆိုးမှာတော့အဆင့်20ရှိပါတယ်အဖွဲတစ်ဖွဲကိုကိုယ်တိုင်ခေါင်းဆောင်ပြီးတော့တားကောင်တွေကိုဖမ်းဆီးနိုင်တဲ့လူဟာရွာခေါင်းဆောင်အဆင့်ဝါရင်မုံဆိုးပါခေါင်းဆောင်မုံဆိုးကတောတောင်တဘာဝတောကောင်တွေရဲ့တဘာဝရာသီဥတုအခြေအနေနဲ့ဘေးရန်နေတွေကိုကြိုတင်ခံမှန်းပြီးတော့အဆုံးဖြတ်ပေးရပါတယ်တားကောင်လက်တွေ့ရအောင်ဖမ်းနိုင်တဲ့လူဘေးရန်နေရကင်းအောင်လုပ်နိုင်တဲ့လူလှုပ်တက်ကင်တတ်တဲ့လူမမျှော်လင့်တဲ့ဘေးရန်နေရကြုံတွေ့လာပါကလည်းကြော်လွှားရင်ဆိုင်တတ်သူပေါ်မှာရွာမုံဆိုးခေါင်းဆောင်ကောင်လို့သတ်မှတ်ပါတယ်ရွာမုံဆိုးခေါင်းဆောင်ကအဆင့်ရှိသလိုမုံဆိုးနောက်လိုက်အလုတ်တင်နဲ့အလုတ်တင်လူတဲ့အပြော်တန်းဟင်းစားရှာအဆင့်ဆိုလည်းရှိပါသေးတယ်ရေဝီယာအဖြစ်တော့အဖွဲတစ်ဖွဲမှာရွာမုံဆိုးခေါင်းဆောင်တို့သာပါတတ်ပါတယ်ကျန်တဲ့အဖွဲ့ဝင်တွေကတော့နောက်လိုက်အဆင့်သာရှိပါတယ်ငတိုးငဆိုးနဲ့ငမိုးတို့ခေါင်းဆောင်သုံးစူးစည်းလာခြင်းကလည်းအကြောင်းရှိပါတယ်သူတို့သုံးဦးဟာပင်ကိုကလည်းဖိုးမုံကုံရွာသားတွေပါရက်သွေးရွာသွေးမကင်းတယ်လို့ဆရာတို့တောလိုက်တပည့်ကောင်းများလည်းဖြစ်ကြပါတယ်ဝါသနာတူပလင်းတူဘူးဆိုးများဆိုရင်လည်းမမှားပါဘူးအဖွဲတစ်ဖွဲချင်းကိုသူတို့ကဥဆောင်ပြီးတောလိုက်ရမှာလဲတောထဲမှာတွေ့ပါကရိုင်းရိုင်းပင်းပင်းနဲ့ကူညီတတ်ပါတယ်ဟင်းစားတာမကဘဲနဲ့စကြက်ပါညွန်ပြတဲ့အထီကိုလည်းရင်းနှီးကြပါတယ်သမုတ်တရားကြီးကိုမိမိတူတဲ့ကောင်အောင်မတောင်းနိုင်လို့လည်းသဘောထားကြသူတွေပါယခုလည်းတားကောင်လိုက်ကွင်းတစ်ကိုသုံးလက်တွေ့လေးလာကြည့်ရှုလိုတာကြောင့်စူပေါင်းပြီးတော့တောလိုက်လာကြခြင်းပါလိုက်ကွင်းတစ်လို့ပြောအောင်ပဲသူတို့ရောက်ရှိနေတဲ့တောဟာအချိန်နဲ့အစ်စ်ပြောင်းလာနေပါတယ်အချိန်နဲ့ပြောင်းသလိုပဲတားကောင်ဝင်ထွက်အသွားလာတွေကလည်းရွေလျားလာပါတယ်ရှေးလေးထားရှေးတလေးနဲ့သုံးသက်ရမရတော့ပါဘူးပြောင်းလဲလာတဲ့အချိန်နဲ့ရသုံးသက်မှပဲလက်တွေ့ကြပါတော့မယ်မတိုးတို့တောလိုက်ရမှာဘိုးစင်ပေါင်းဆက်အားကိုးခဲ့ရတဲ့တောကတော့တောင်ကုန်းတောင်ဆွဲရှိုးမြောင်ခင်းတန်းတွေပေါ်များတဲ့ရွာရှိဘက်တောပါရွာရှိဘက်တော့မှမုံဆိုးပေါ်ရင်တော့ရွာနောက်ဘက်တော့ကိုတပတ်လှည့်ကြရပါတယ်ရွာနောက်ကတော့ကမတိုးတို့ဖိုးမုံကုန်းရွာနဲ့နှစ်တိုင်ခန့်ဝေးတဲ့ရွှေကြီးရွာဝန်းကျင်ကနေစပါတယ်ရွှေကြီးရွာနဲ့မြစ်တဲ့အကွာဝေးဟာတတိုင်မြေဘေးအရှိဘက်ကနေ18တိုင်အတိုင်20ခန့်ဟာကိုင်းတော်တွေကျူတော်တွေနဲ့တော်ကြီးမြိုင်ကြီးတွေပါအရှိထုံမြရှေးပြီးတော့အကျယ်ရလေတချို့နေရာတွေမှာတတိုင်တချို့နေရာတွေမှာတိုင်ဝက်ခန့်တချို့နေရာတွေမှာတော့တိုင်ဝက်ရော့ခန့်ရှိကြပါတယ်ဒီနေရာမြစ်ရည်ကြီးချင်းဝါဆိုဝါကောင်တော်သလင်းသတင်းကြိုအထိမြစ်ရည်တို့ရေဝင်တတ်တဲ့နေရာတွေပါရေဝင်လာရင်လေရေလို့ရအောင်ပြောင်းရေကျသွားရင်လေရေကျရအောင်သားကောင်တွေကတစတစပြန်လိုက်တဲ့နေရာပါမြစ်ရည်ရောက်တဲ့နေရာဖြစ်ဖြစ်တခြားနေရာဖြစ်ဖြစ်ຫນွေဆိုရင်တော့ရေပြတ်ပြီးသားကောင်တွေကရေအတွက်မြစ်စီကိုဆင်းရပါတယ်တောရေကန်များကလည်းတကူးရေကုန်ကစုံရေကန်ဆိုတဲ့အညာစာဆိုအတိုင်းပဲຫນွေမှာရေပြတ်ပါတယ်ရေအတွက်မြစ်ကိုသွားပြီးတော့အချိန်ဟာမိုးပြတ်ຫນွေပေါက်ဖြစ်တာကြောင့်လဲမြက်ချောက်စားရွှဲရင်သိရွယ်ဝါနေရပါတယ်မြစ်သွားရင်တော့ရေတော့တောက်ကြရပါတယ်တဲပြူတောင်းလာမြစ်ရေကြချိန်ဖြစ်ရမှာစားစရာရှာပါပါတဲခုံတဲနူးပေါက်တွေကျူယုံပေါင်းကြုံတို့ကလည်းအနှဲငယ်သာရှိပါတယ်အနှဲငယ်များသိရွယ်မျက်စို့တွေကလည်းလုံခြုံမှုမရှိတဲ့နေမြင်ကွင်းဖြစ်တာကြောင့်သားကောင်တွေမချင်းကဲရဲပါဘူးဒီအခြေအနေကရခင်အခြေအနေပါရွှေကြီးမြစ်ရတင်ပေါ်ပေါလာတဲ့အခြေအနေဟာတမျိုးဖန်နီးလာပါတယ်ရွှေကြီးနဲ့မြစ်ရဲ့အကွာဝေးတဲ့အမှန်ဟာတတိုင်ရှိပါတယ်နှစ်လုံးပေါက်ရေရရှိနိုင်မယ်မြစ်ရေပုံမှန်ယူရမယ်ရေကြောကနှစ်တိုင်ဝေးတဲ့နေရာမှာဖြစ်ရမှာရွှေကြီးမြစ်ရေတင်ဟာနှစ်တိုင်အဝေးကနေစပါတယ်ရွှေကြီးရွာနဲ့တတိုင်ဝေးနှစ်တိုင်ဝေးတဲ့ရွာတွေကယာမြေတွေစီကိုရေရောက်ရင်မြောင်းဖောက်ပေးတဲ့အခါမှာတော့သုံးတိုင်ပတ်ပတ်လည်မှာမြစ်ရေတင်မြောင်းကြီးတွေပေါ်ထွက်လာတာလည်းအစီအကြီးပါပင်မမြောင်းကြီးကတောင်မြောက်ဗဟိုကျပါတယ်တခြားရွာကွင်းဘက်ကိုလှည့်ရမှာ꿰တဲ့အခါလဲ꿰ပါတယ်မြောင်းမကြီးအပြင်ကိုမြောင်းဝဲလက်တံနေရလဲမရေမတက်နိုင်အောင်ဖောက်လုပ်တဲ့အခါမှာမြောင်းတူးဂျိုင်ဝမ်းနေနဲ့မြောင်းလက်တံခွဲဂျိုင်ဝမ်းနေရေစုပ်ထုတ်မြောင်းနေရေပုတ်ထုတ်ဂျိုင်နေနဲ့ရေရှမ်းထူကြောက်ကလိုင်းရှိုးမြောင်ကုန်းတန်းခင်းတန်းနေရလဲမိုးအခါမှာတော့မိုးရေဘွက်ရေတွေနဲ့အများပြားပါနှွေအခါမှာရေဆက်ရနေတဲ့ရေနေဂျိုင်နေရလဲအများပြားရှိပါတယ်မြစ်ရေတွေနေပေါ်လာတဲ့အခါမှာရေရောက်ဒေသခံတို့ဘဝအကျိုးထူခံစားကြရပါတယ်မြစ်ရေမှာဘာတကုတ်အဋ္ဌိပပါဝင်တယ်လို့မိသူမှတိတိကျကျမသိပါဘူးမြင်ညံ့ရင်ညံ့ပါစေမြစ်ရေ3-4နှစ်ဝင်မိပါကလည်းမြေကြီးမြေကုန်ထိုးတင်လိုက်တယ်လို့တက်ပြေးလာပါတယ်ပရမနဲ့စဘာဆိုင်ရမှာညံ့ညင်ညံ့ပါစေစဘာဆိုင်ရင်နဲ့ကြာလီပိုကောင်းလာလီဘဝကိုရောက်လာပါတယ်
မြောင်းမာကြီးသမားအောက်တွင်းရေမပေးနိုင်ပါကလေနှစ်သီးဒီမေးချက်ပြရပါတယ်အောက်ရေထောက်ပံ့ပေးနိုင်ပါကတော့သုံးသီးတောင်မြည်ပါအဝေးလက်ခွဲမြောင်းကတတိရေရတည်တည်ချာချာရပါတယ်မြေနှုံးရောင်တန်းပြီးတော့မြေစီမြေကုန်တွေလည်းများစွာတက်ပါတယ်မြည်ရည်တွေနဲ့ရေရောက်နေရမှန်သမျှကလေမြရောင်ရွှေရောင်ငွေရောင်လွှမ်းစေပါတယ်မြောင်းဖြတ်သွားတဲ့နေရာစီကလေအုံးမင်တရက်ပင်နဲ့ထမ်းပင်မှန်သမျှညွတ်နေအောင်တီးပါတယ်စောစောလေးတီးကြပါတယ်ထမ်းရည်လည်းပိုထွက်တယ်လို့ငပြောမာလာကာများဆိုရင်တော့အခိုင်အတန့်လေးရှည်ထွက်အသီးထွက်လည်းများကြပါတယ်ရေတင်ရေတော့ငပြောအလုံးကြီးဝါတုပ်ပြီးတော့ဖောင်းတင်းနေပြီးအလွန်ချိုးပါတယ်ဇောင်းမကျိုးထောင်မကျိုးသေးတယ်လုံးပိန်လုံးညံ့ချက်မကြွေသေးတဲ့အပွဲရုံငပြောဈေးငပြောနှုတွေကမှဲ့ပင်မဲ့လေဖန်ပြီးတော့ချွဲကြီးကြီးနဲ့အချိုဓာတ်ကခတ်ပေါ့ပေါ့ပါရေဝင်ငပြောပင်မဲ့ရလေရှာထဲမှာချိုစိန်ဆွဲကြံရင့်နေစေပါတယ်မရကဥက္ကဋ္ဌတဦးထံကိုစာရေးဆရာတောင်သူကြီးတူကငပြောတခိုင်ကိုလေကတဲ့ခုတ်ပြီးတော့မြစ်တာလက်ဆောင်ပို့ပေးဘူးပါတယ်ဆရာကြီးငပြောသည်ကဘာငပြောမို့လို့ခုလောက်ကြီးရတာလဲလို့မေးရမှာမြည်ရတော့ရတာပဲပြောစရာရှိတာရိုးရိုးငပြောပါအရင်ကငပြောမထားနဲ့ပြောင်းဝင်အောင်မိုးခေါင်ရင်6သေးတဲ့နေရာလीအခုမြည်ရည်တွေရောက်လာတော့ဘာဆိုင်ဆိုင်အရန်သီးတာပဲဗျမြည်ရည်ကံမစေးတီးရတဲ့ငပြောပင်ထင်ပါရဲ့လို့ရဲစရာပြောရတဲ့အထိမြည်ရည်တင်းရဲ့ကျေးဇူးဟာကြီးမားလာပါတယ်မြည်ရည်တင်းနဲ့ဒေါ်လိုက်သမားဘာတွေဆက်ဆက်နေပါသလဲမြည်ရည်တင်းကတဘိုးရဲလာကနေတစောင်းမုံနတော်အထိကိုလှုပ်ပေးပါတယ်နတော်လားပြေကျော်မှတဘိုးရဲလာပြေကျော်ခန့်သာနားပါတယ်နားနဲ့ပေးလာ30လို့အရက်သားတွေကနားလေကြပါတယ်မြောင်းမာကြီးတွေလက်ခွဲမြောင်းတွေကိုစက်နဲ့တူးရကုတ်ရလက်နဲ့တူးရတင်ရကနေစက်နေရစီရေမပြတ်တဲ့အိုင်နေချိုင်းနေဘွားကိုအလိုလျောက်ရောက်လာပါတယ်ရေရှိပါကလည်းငါးရှိစမြင်ဖြစ်ရမှာတော့ကုန်းရွာမုံဆိုးနဲ့ရေရွာမုံဆိုးဆိုပြီးဖြစ်လာပါတယ်ငါးကြီးငါးသည်ပစုံစိတ်အကြီးသေးတို့လိုတလောက်ကြိုက်တဲ့အချိန်မှာအခမဲ့ဖမ်းပိုင်ဝင်မရှိတော့လဲအိုင်နေချိုင်းနေနဲ့ရေဘိုးရေချမ်းမြောင်းနေရေစိုးတို့မြောင်းနေအတွင်းမှာတော့ဖမ်းနိုင်သမျှဖမ်းဝင်ရှိပါတယ်သုံးလေးနိုင်ပန်းဝန်းကျင်ကမြောင်းနေရမြန်မြဲပေါက်တဲ့နေရာတဘာဝစိမ့်ဆိုစကြက်ဖြစ်လာပြီးတော့မြတ်စာအုပ်စုဝင်တတ္တဝါတွေရဲ့စကြက်ဖြစ်လာပါတယ်မြောင်းနေမြက်ပေါက်စိမ့်ဆိုတဲ့နေရာတွေကလည်းကြွက်တွေခိုးအောင်ရစကြက်အချိန်မီရေရတယ်ရေတောက်စိတ်ဖြစ်နေရမှာရေတောက်ရန်တဲ့တတဝါမျိုးစုံလာပါတယ်တောကြီးခိုတဲ့သားကောင်တွေတောလေးခိုတဲ့တတ္တဝါတွေကရခင်ကားကဲ့သို့ရေနံ့ခံပြီးတော့မျက်စိရအောင်အများစုမတက်တော့ပါဘူးရေနံလေးရရေပေါ်မြေအစိုးတတ်ကြောင့်နွမ်းညိုးနေတဲ့မြက်တို့မြရောင်တောက်ပြီးတော့ဝင်းပြတဲ့ရေနံလေးရရမြည်ရည်တင်မြောင်းပန်ဝန်းကျင်ကိုလာစုပါတယ်။ຫນွေပဲဒီຫນွေပဲထောင်ຫນွေစပါးຫນွေပြောင်းမှုရနံ့ဆွဲဆောင်တယ်လို့တောသူတောင်းသားတဘာဝစိတ်အရာရင်းမြမြမာကစားချင်ပြိုးခြင်းနဲ့ပင်ကိုဗီဇစိတ်အရာလေတူတူငါတင့်တော်ရာအပြင်မောင်းကြိုင်အိုင်လေးတင်းမှာစိုက်ပျိုးထားတဲ့ရေကစွန်းတွေတွေကလည်းစိုက်စာပြိုးစားစပွဲနေရဖြာနေရနှိမ့်ကြလာတဲ့အခါမှာတော့ရဝေးရနီယာရောင်းစားရင်ခြေချင်းလိမ်မခတ်လာခုတဲ့အတိုင်ကိုပင်ရော်မသွားဘဲနဲ့တိုးပြီးတော့များလာပါတယ်နှစ်ပတ်လေရေကစုံခင်းနေရလေစကြက်တစ်ခုပါတောကျွက်ကလည်းပင်ကိုဗီဇာအတိရှိတဲ့တတ္တဝါပါမြည်ရည်တင်းစားစပားပွင့်နဲ့ရလာချိန်မှာတော့လေကသိန်းအရောက်ကိုတွင်းဖောက်ပါတယ်နောက်စပားသိန်းတဲ့အချိန်မှာတော့ရေသွင်းထိုးတယ်ကာရိုက်အသက်ခံရတဲ့အခါမှာတော့ကြွက်ပါသွားပါတယ်မြောင်းဝန်းကျင်မှာနေစပားရင်းမှာတွင်းရှိရတဲ့မြောင်းမောင်အခြေပြုဘဝရှင်တန်ထုံးကိုလည်းကျင့်သုံးကြပါတယ်တခြားအချိန်တွေမှာတော့တောလိုက်သမားကြွက်ကိုလေကသိန်းမှာရှားရပါတယ်ຫນွေရောက်တဲ့အခါမှာတော့မြောင်းမောင်အစားဆုံးရှာပြီးတော့ထိုးကြပြေးကြနဲ့လိုက်ကြဖမ်းကြပါတယ်ကြွက်ရှိရကြောင်လားကြွက်ရှိရမွေးလားမျက်ရှိပါကတောယုံတမင်ရေတရေလာပါတယ်ရေရှိပါကလည်းရေငတ်တဲ့တောတော်ဝါမျိုးစုံလာရမှာတောလိုက်သမားတွေရဲ့တောလိုက်ကွင်းတွေကမြောင်းရည်တွေမြောင်းပါကြီးမြောင်းလက်ခွဲနဲ့မြောင်းဆက်ဆက်နေမြေများအထိကိုကျဲလာပါတော့တယ်မတုံးနဲ့သူ့နောက်လိုက်၄ဦးပါကြွက်ထိုးသမား၅ဦးကြွက်ထိုးလာစဉ်မှာတောကြောင်တွေတောယုံတွေနဲ့တမင်တွေကိုမြင်ခဲ့ပါတယ်မစိုးနဲ့သူ့နောက်လိုက်2ဦးပါတယ်ကြွက်ထိုးသမား3ဦးကြွက်ထိုးလာစဉ်မှာလဲကြွက်ပြင်းုံမှတောကြောင်ယုံဂျေနဲ့တောခွေရအုပ်တွေကိုမြင်ခဲ့ပါတယ်ငမိုးနဲ့သူ့နောက်လိုက်6ဦးပါကြွက်ထိုးသမား9ဦးကြွက်ထိုးလာကြစဉ်မှာတော့တောကြောင်တမင်ယုံတရေနဲ့မွေကြီးတွေကိုတွေ့ခဲ့ရပါတယ်ပဲဒီခိုးစားနေတဲ့တမင်တွေကလည်းမိဒီကမ်းမှာမြင်ခဲ့ရပါတယ်ဒါကြောင့်ငတိုးငဆိုးနဲ့ငမိုးတို့တိုင်ပင်ကြပါတယ်ယုံတမင်နဲ့ကြီးတရေအကြောင်းတွေကိုဘလို့ထောင်ရင်ဖမ်းရင်လိုက်ရင်ရမလဲလို့တွေးနေကြပါတယ်ရေတောက်စင်းမှုစကြက်ဝင်မှုကိုမျက်မြင်လဲကြည့်ခြေရလဲခံပြီးတော့ဘလို့လုံးရင်ရနိုင်မလဲဆိုတဲ့ခေါင်းသုံးလုံးနဲ့စူပေါင်းတိုင်ပင်ရလဲဆရာသုံးစူပြီးထွက်ခဲ့ကြခြင်းပါကြွမထိုးတော်ပဲနဲ့ကြောင်လိုင်းရင်အဖြေရှာရန်သဘောတူပြီးတော့ဖုံးမကုန်းရွာခွင်းစုံရွှေကြီးရွာခွင်းအစအနေတောတိုင်ပြီးတော့အယိုတီပြုတ်ခဲ့ကြပါတယ်တောတိုင်ရဲ့အဓိပ္ပာယ်ဟာတောလိုက်သမားတွေတောဆောင်နဲ့တောင်ဆောင်နဲ့ကွင်းဆောင်နဲ့တွေကိုယိုတီပြုတ်ခြင်းမှာတားကောင်တောင်းခြင်းနဲ့တောလိုက်သမားတွေဘက်ကလည်းဂရိဆန္ဒပြုတ်ခြင်းတို့ပင်ဖြစ်ပါတယ်ရွာမုံစိုးတွေတောတိုင်ရမှာ
လုံးပုံလုံးနီ၃မျိုးရှိပါတယ်။တာမန်ဝှကျင်တန်းကြီးလောက်ကမတ်တရက်လက်အုပ်ချီအယိုသေးပြူချင်းမှာတချို့ဟာမြေကြီးကိုနဖူးထိရှ िख ိုးခြင်းနဲ့တချို့ဟာဝမ်းလျားမောက်ပြီးတော့နဖူးမြေထိရှ िख ိုးပူဇော်တိုင်နေခြင်းလို့ခွဲခြားနိုင်ပါတယ်။ငတိုးငဆိုးနဲ့ငမိုးတို့ဟာတောလိုက်ဝါရင်တပါရင်ရွာမုံဆိုးတွေပါတောလန်တောချောင်းတောမှောက်တောပြန်မှုတွေကိုလည်းလမ်းဖြတ်ပြီးအသက်ထွက်မတက်များစွာကြုံငယ်ဘူးသူတွေပါအကြိမ်များစွာလည်းထူးဆန်းမှုများစွာနဲ့ယုံကြည်နိုင်ဝင်မရှိတဲ့အဖြစ်များစွာတွေကိုတွေ့ကြုံဘူးသူများပြီးအလေးနဲ့ထားပြီးတော့စင်ញင်ထိမ့်သိမ့်လိုက်နာခဲ့ကြပါတယ်ဟေးခွေးကားကောင်ငင်းငင်းလေးတို့တောတိုင်မလို့တကောင်မှရှိမသွားနဲ့နောက်မပြန်နဲ့ငင်းငင်းဆုံးငင်းငင်းလေးနေတောလိုက်ခွေးငါးကောင်ကတွဲနေကြခွေးရုပ်ပြီးအထာပေါက်ပါတယ်ငတို့ငဆိုးနဲ့ငမိုးတို့ဟာဇက်တိုက်ထားသလိုညီညာညာနဲ့ဖုံးမကုံကွင်းစုံရွှေကြီးကွင်းအစမှာထိုင်ပြီးတော့အရက်မီးရောက်ပလင်းနေရနေအရက်၄-၅စက္ကန့်ကိုမြေမြုံဖြည်းဖြည်းချင်းတွန်ချပါတယ်ရွာအပြင်စင်ယူလာခဲ့တယ်အမေသားနှင်းငယ်ထုတ်ထားတဲ့ဖက်ရွက်လက်ဖက်နှင်းငယ်ထုတ်ထားတဲ့ဖက်ရွက်ကွန်းတရာထညက်၃လုံးယခုမှမင်းကြီးတဲ့စစ်လိတ်တလိဘူးတိကြောက်ရေဘူးတွေကရေနှင်းငယ်တို့အနောက်ရက်လှည့်ပြီးတော့ခြာထား၃လောင်ပါတာပါတယ်ငတို့တို့၃ယောက်ကလည်းရှေးရွာမုံစိုးကြီးတို့ရဲ့ထုံးစံအတိုင်းကိုသွားမဲ့အရက်ကိုခေါင်းပြူပြီးတော့ဝမ်းလျားမောက်လျက်ပင်တောတိုင်ပါတယ်တောပိုင်တောင်ပိုင်ကွင်းပိုင်တွေကိုကျွန်ုပ်တို့ကရိုးသေးစွာရှ िख ိုးပြီးတော့ပူဇော်ကြော့အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ယနေ့ညလိုက်မဲ့တော့ကရွှေကြီးရွာမြည်ရည်တင်မြောင်းနဲ့ဝဲရဆက်ဆက်အနီးကတောတောင်တွေဖြစ်ပါတယ်ဗျာဒီတောဒီတောင်တွေမှာတောကောင်မျိုးစုံရရှိအောင်စောင့်မကူညီတော်မူပါဗျာကျွန်တော်တို့တောကောင်ဖမ်းဆီးရန်မင်းပိုင်ပစ္စည်းအရက်ရက်သာသနာပိုင်ပစ္စည်းအရက်ရက်နတ်ပိုင်ပစ္စည်းအရက်ရက်တွေကိုခိုးယူဖျက်ဆီးခြင်းလည်းမပြုလုပ်ပါဗျာတောရင်းတောင်သူလယ်သမားတွေစိုက်ပျိုးထားတဲ့တီးနှံဥယျာဉ်တွေနဲ့ဝင်းမြူထားတဲ့တလိษံတွေကိုလည်းမခိုးယူပါဗျာတောရင်းနေထိုင်ကြတဲ့သူများသားမယားသူများသားပြိုသမီးပြိုကိုလည်းလုံးဝမပြင်းမမကျူးလွန်ပါဗျာဤသစ္စာကို၃ညင်ပြုပြီးတော့၃ညင်ရှ िख ိုးပြီးတော့တောတိုင်ပါတယ်ဗျာခွင်းပြူချင်းမြင့်စောင့်ရှောက်တော်မူပါဗျာသုံးစလုံးဟာမြေပေါ်မှာဝမ်းလျားမောက်ရှ िख ိုးပြီးတော့တညီတညိုထဲရွတ်ဆိုတိုင်နေပြီးပြန်ထလာတဲ့အချိန်မှာသုံးလုံးစိတ်လက်ပေါ်သွားပြီးလူတွေကလည်းလမ်းဆန်းပြီးတော့ဖြက်လက်တက်ကြွသွားပါတယ်နေဝင်စည်းစာရဲ့အယောင်ဟာတိတ်တောက်ချိန်မို့နီနီရဲရဲပါဝင်လူလူနေပဒများလုံးကြီးကိုနောက်ခံပြူပြီးအိတ်တန်းဝင်ငတ်တို့အစာရှာကနေအိတ်တန်းပြန်နေကြပါတယ်လေကြိုသွေးရကနေတောပန်းတောင်ပန်းရဲနေနေကတင်းထုံကြိုင်းလိုက်နေပါတယ်ငတုံးငဆိုးငမိုးတို့ယနေ့ညကြောင်လိုက်ရမှာမပါမဖြစ်တဲ့တောလိုက်မီကတော့ဘက်ထရီမီပါချောက်ပေါ်ကဘက်ထရီအိုးငယ်ကိုလွယ်ရလွယ်ကူစေရန်တိုင်းညို့တက်ထားပြီးတော့ငါးကဲထိုးဒုံမီကိုဆင်ထားပါတယ်လူ၃ယောက်မီး၃လက်ဘက်ခွလွယ်ရီ၃အိမ်ဘက်ခွ၃စင်တောကင်ဓာရှိ၃လက်မြောင်းမကြီးပဲရောက်ချိန်မှာတော့နေဆုံးဆုံးဝင်ခဲ့ပါပြီ၃ရက်လာခုံးမြတ်စတဲ့ဝင်းလက်ချိန်ရောက်တဲ့အထိသူတို့ဆောင်ပြီးကြောင်လိုက်ကွင်းကိုလိုက်ခဲ့တော့လေကျွက်ဒေတာအစာကြပြေးကြလွှားကြနဲ့အတွေ့များနေသေးတာကြောင့်လေခဏရက်ပြီးစောင့်နေပါတယ်တောအုံများအတွင်းကခြုံနှမ်းခြုံနယ်တွေရှိုးမြောင်ကြိုင်ဝမ်းအတွင်းကနေထွက်လာမဲ့တောကြောင်တို့လာချိန်ကြာချိန်နဲ့မြောင်းမောင်ရောက်ချိန်အနေထားအရလဲစောင်းနေသေးကြောင်ချိန်စားမိပြီးတော့ရှည်မသွားသေးပဲနဲ့နေမြဲနေဆောင်မြဲဆောင်ခွေးတွေကိုငိန်ခိုင်းပြီးတော့တောအကဲခတ်နေပါတယ်မတို့ဟေးငဆိုးဖះငမိုးကိုကြားလာလေနေထက်ကအတန်းကွာခေါင်းဆောင်တောဝိုင်းရင်တပါရင်ရွာမုံဆိုးတွေဖြစ်ရမှာတော့ရှေးလူကဤမြပြောလျင်နောက်လူကဘာပြောတာလို့ချက်ချင်းနားလဲပါတယ်ခွေးတွေရမ်းဝင်လို့မွေကြိုက်တွေမှာစိုးရတယ်ကွာဘက်ကွာနဲ့ပြင်းရင်လည်းကြောင်လုံးမှာစိုးတယ်ဘယ်နဲ့လဲဖះအခွင့်ရရင်တော့မွေရင်ပြစ်ကွာကြောင်အောင်6ထုတ်ခွေးုံနဲ့လိုက်ယုံပဲမတိုးတို့၃စလုံးဟာနားထဲမှာလေတွေကပါလာတဲ့အတန်ကိုနားထောင်ယုံများနဲ့လေတင်မှာဘာဖြစ်နေပြီလဲလို့ခံမှန်းနိုင်ပါတယ်လေတင်ဘက်ကမွေမှန်သွင်းတဲ့တရှိရှိတောကြောင်မှန်သွင်းတဲ့တခွေခွေနဲ့တရှိရှိတခွေခွေအတန်နေရာဗျိုင်းတို့ပေါ်လာပြီးတဲ့နောက်မှာပျောက်သွားတာနဲ့တိုက်ပွဲစနေကြအောင်လဲတိတာစေပါတယ်တောလိုက်ခွေးရုပ်ကိုရှေ့တက်မခံမနဲ့ရွာကန်မုံဆိုး၃ဦးတို့ရှေ့ဆက်စင်မှာမြင်ကွင်းရတော့ခံမှန်းခဲ့တဲ့အတိုင်းမွေဟောက်ကြီးတစ်ကောင်နဲ့တောကြောင်ကြီးတစ်ကောင်တို့အသေးလဲတိုက်ပွဲစနေပါပြီမစိုးမင်းကစိုက်ထိုးပေးထားမဟုတ်ကောင်းကိုငါရင်ပြစ်မယ်ငမိုးကမွေပြစ်ရှင်တောကြောင်ခွေးရုံနဲ့တိုက်တော့ကွာငတို့ကပြောဆိုနဲ့မီးထိုးဝင်းရောက်လာတဲ့အခါမှာမွေကောင်းအောင်တဲ့ချိန်ပြီးပြစ်ပါတယ်ဖောင်းနဲ့မြည်တံပေးပြီးတဲ့နောက်မွေဟောက်ကြီးပက်လက်လန်ပြီးလဲသွားပါတယ်မီးရောင်နဲ့ပြက်ခတ်တဲ့ကြောင့်လေတောကြောင်ကြီးကသူ့ကောင်းပြူထားရအနောက်ရက်စီကိုစွတ်ပြေးပါတယ်ရလိုက်တာရှူဝါတို့ဂုံကြအောင်နဲ့ဆက်စလူးမနဲ့ပြားလောင်စိန်လိုက်တာမြောင်းမကြီးရဲ့အနောက်ရက်ဖက်ပြေးတဲ့တောကြောင်ကြီးကိုခွေးငါးကောင်အုပ်ကအနောက်ကနေဒုံးလိုက်ပါတယ်မိတကန်းမမိတော့ထုံနည်းတူတောကြောင်ကြီးကလည်းဆက်တောကိုလွန်ပြီးတော့ဝေးတဲ့အနောက်ရက်မှာရှိတဲ့ညောင်မငန်တောပိုင်တဲ့အထိကိုတေးပြေးရှင်ပြေးပါတယ်ခွေးတွေကတိုးအော်နေတဲ့အခါမှာရွာမုံစိုး၃ဦးခြေလန်းတော့မှသွားခွေးတန်နားထောင်ခြင်းအပြင်လဲတောကြောင်ကိုသူတို့မှီကြောင်းနဲ့ဝိုင်းပန်ထားမိကြောင်းကိုရွာမုံစိုးတို့သိပါတယ်ဟေးငမိုးတောကြောင်ဝိုင်းမိထားပြီကွ
ဟုတ်တယ်ဟေးတိတ်ပင်မော်ဆိုရင်တော့ငါတက်မယ်နော်မင်းနဲ့ငါဆိုကအောက်ကဆောင်ကွာမလွတ်စေနဲ့ရတယ်ငါတို့အောက်ကတောင်ကတော့ငါတို့တောင်ထားကွာညောင်မင်ငယ်တောပိုင်းတွင်းမှာရှိတဲ့တနက်ပင်ကြီးကိုခွေးရုပ်တွေကဝိုင်းထားပါတယ်ရွာမုံဆိုးသုံးရောက်လာတဲ့အခါမှာတိတ်ပင်မော်မှာတောကြောင်ရှိချောင်းကိုပြောနေတယ်လားခွေးတွေကဟောင်ပြကြဗရက်ရက်ပြကြပါတယ်ခွေးမြောက်လည်းငါတို့ကအားပေးပါတယ်ဟဲ့ငါတိတ်ပင်မော်တက်ရင်ကြောင်ကိုပြစ်ချနော်စာစလူးမတို့ပြောင်းလောင်စိမ့်တို့မင်းတို့ကအောက်ရောက်ရင်ဝိုင်းကြိုက်ကဲငါစိုးနိုင်ငမို့ငါတက်မယ်မင်းတို့အောက်ကနေမီးနဲ့လည်းထိုးပြကွာတနက်ပင်ပေါ်တက်သွားတဲ့ငါတို့အောက်ကငဆိုးနဲ့ငမိုးတို့ကကြောင်ရှိရအောင်မီးထိုးပြပါတယ်တနက်ပင်တောင်ကိုင်းမှာထိုင်နေတဲ့တောကြောင်ကြီးကိုငါတို့ကဘက်ကွာနဲ့တေးချာချာချိန်ရွယ်ပြီးတော့နှာနှုံးတဲ့မှန်အောင်ပြစ်ထက်လိုက်ပါတယ်ခွေးကနေအတန်တစ်ချက်ပေးပြီးတော့လမ်းခုံနဲ့တောကြောင်ကြီးဟာပြန်ကြမှာတော့တစ်ပင်ပေါ်မကြခွေးငါးကောင်ကိုအလဲတဲ့တဲ့ကိုဘုံကနေကြရမှာခွေးဥကဝိုင်းပြီးတော့ထိုးစီထိုးခိုက်ရမှာမထနိုင်တော့ငဆိုးနဲ့ငမိုးကကျင်းညက်မနေစင်ဇုံဝင်စုံလုံးဇုံဝင်ကောက်ပြီးတော့ခွေးတွေကိုငေါက်လိုက်မှာပဲတောကြောင်ကြီးအသေးကိုရပါတယ်တောကြောင်ကြီးကတော့3မိသားလောက်ရှိပါမယ်ရွာမုံဆိုး3ဦးရောတောလိုက်ခွေးတွေရပါတောကြောင်ရလာတာကြောင့်အားရဝမ်းသာနဲ့ပြန်ပင်ပြုတ်စင်မှာတနက်ပင်မြောက်ဖက်ထဲကနေညောင်နဲ့ဆိုတဲ့တောကြောင်ကြီးတစ်ကောင်ရဲ့အတန်ကိုကြားလိုက်ရပါတယ်အော်တန်ကအနာကကတ်အော်တယ်လို့ကြဲကြဲလောင်းလောင်းပါဟေ့အောင်ကြားလာငမို့ငဆိုးဟာကြားတယ်ဟာမင်းလဲကောင်းဆောင်ငါတို့လဲကောင်းဆောင်ပဲဦးလက်ဦးတိုက်ပြီးရင်လက်ဆက်ဝင်တာမင်းတည်ပဲလေငါတို့ဟဲ့ဆက်လိုက်မယ်ကွာတောကြောင်မကြိုက်မုံဆိုးမိုက်ပါကွာလိုက်ဟာငါတို့နဲ့ငဆိုးမြောင်းရက်စီကနေမိတန်ပေးနေတဲ့တောကြောင်ကြီးရှိရာကိုတောလိုက်ခွေးကိုခေါင်းတယ်ပေးပြီးတော့လူကလည်းမီးဖြင့်ထိုးလိုက်ပါတယ်တောလိုက်ခွေးကိုတုံးတောင်းအတန်နေနဲ့တောကြောင်ကြီးရဲ့တခွေးခွေးတဖြည်းဖြည်းအတန်နေဟာတောကြောင်နဲ့တောလိုက်ခွေးကိုစုံနေပြီဆိုကြောင်းလည်းဖော်ပြနေပါတယ်မတို့တို့သုံးမိတကန်ရောက်မှာတော့တောကြောင်ကြီးဟာညောင်မင်ကန်တောမှာရှိတဲ့ညောင်မင်ရှိရာကိုစွတ်ပြေးပါတယ်တောလိုက်ခွေးကတရန်ချမ်းလိုက်ရမှာတောကြောင်ညောင်မင်ကြီးအပေါ်ဒုံပြေးတက်ပါတယ်မတို့တို့သုံးညောင်မင်းကြီးချီကိုရောက်တဲ့အခါမှာတောလိုက်ခွေးတွေကပတ်ပြေးနေပြီးတော့ညောင်မင်းပေါ်မှာလည်းတောကြောင်ရှိနေကြအောင်ခေါင်းမောင်ဟောင်ပြပြီးတော့အချက်ပေးပါတယ်။ဂိုင်းများလာတဲ့ညောင်မင်းမြင်မလာတဲ့ညောင်မင်းဖြစ်ရမှာတော့အောက်ကမီးထိုးပြရုံနဲ့မလုံလောက်လို့ငတိုးသိပါတယ်။ငါနဲ့ငဆိုးကမီးနဲ့လက်ဘက်ကွာနဲ့လည်းညောင်မင်းမော်တက်မယ်ကွာ။မမို့မင်းအောက်ကနေခွေးုံနဲ့ဆောင်းတော့မပေါ့နဲ့တော့ဟျောင်း။ရတယ်ငတိုးအောက်ကြလာလို့သူပြေးနိုင်လေခဏပေါ့ကွာ။မင်းတို့ပြန်ဆင်းနဲ့ခွေးုံနဲ့ပြန်လိုက်လေခဏပဲဟုတ်။ကဲတို့တက်ပြီမင်းကအောက်ကိုဂယူးဆိုင်တော့ငတိုးနဲ့ငဆိုးကမီးလွယ်ဘက်ကွာကြီးလွယ်ပြီးတော့ညောင်မင်းကြီးပေါ်ကိုတက်ပါတယ်တောကြောင်ကြီးကိုမီးထိုးရှာရမှာတော့ခေါင်းကိုင်းအမြင့်ဆုံးကိုပြေးတက်ပြီးတော့အမြင့်ဆုံးထိပ်ရောက်မှအားကုန်ဆန်းပြီးညောင်မင်းပရဝုတ်လောက်အောင်ပြစ်ခုံချလိုက်ပါတယ်အောက်တဲ့တွေကစောင့်နေတဲ့ငမိုးနဲ့တောလိုက်ခွေတုပ်ကလည်းညောင်မင်းရောက်ကြံခဲ့ပြီးတော့တောကြောင်ကြီးကညောင်မင်းရဲ့အရှိကိုရောက်သွားပါတယ်လူရောခွေပါမျက်ခြေပြတ်ပြီးတော့အံအားတသိမ့်ရှိကြပါတယ်တောလိုက်ခွေကတော့တလိမ့်ဆန်မို့လို့တိတ်ခါကြစရာမရှိအောက်ဆောင်မုံဆိုငမိုးကတော့တောလိုက်ခေါင်းဆောင်ဖြင်းလျက်နဲ့ခုံချလာတဲ့တောကြောင်ကိုမျက်ခြေပြတ်သွားတာမှတော့တိတ်ခါကြစရာမျက်နှာမလှစရာပါတစ်ပင်မော်ကငတိုးနဲ့ငဆိုးဆင်းလာပြီးတော့ပူပေါင်းရှာပေမဲ့လည်းတောကြောင်ကြီးကတော့မြေမရှိုးမုံပြန်မယ်နဲ့ရှာမတွေ့တော့ပါဘူးသူတို့သုံးဆုံးဝဲရှုံးဝဲလို့သူတို့သိပါတယ်အရှိအနောက်ရပ်ပတ်ပတ်လေးမကြေမနဲ့နဲ့ရှာပါတယ်တောကြောင်ကြီးကိုလူအားလည်းမတွေ့ခွေးရလည်းမတွေ့နဲ့စိတ်ချလက်ချနဲ့မြောင်းမကြီးရှိရာရက်စီကိုသူတို့ပြန်စင်မှာသူတို့ဘေးနောက်ကျောဘက်စီကနေအတန်ကြားရပါတယ်ညောင်ဆိုတဲ့တောကြောင်ကြီးရဲ့အတန်ကတော့တောလိုက်သမားကိုစိန်ခေါ်လာပါတယ်ဒီဘွဲကစိန်ခေါ်ဝဲဒီဘွဲကမတော်တဆရင်ဆိုင်တွေ့တဲ့ဘွဲမဟုတ်ပါဘူးစိန်ခေါ်ဝဲမကျေနပ်ဘွဲဆင်နွဲမိဖြစ်ရမှာရွာမုံဆိုးသုံးစလုံးကအန်ကျိတ်တောက်ခောက်ပြီးတော့မိသုံးလက်ဆိုင်ထိုးတောလိုက်ခွေးကိုညာတန်ပေးရှူတိုက်ပြီးတော့လူကလည်းညာတန်ပေးဒုံးလိုက်ပါတယ်တောကြောင်ကြီးကလည်းရခင်အားနီးတူပဲညောင်မင်ငံတောရဲ့ညောင်မင်ကြီးစီကိုပြေးတက်ပါတယ်ခွေးကလည်းညောင်မင်ကြီးကိုပေါက်ဝိုင်းပါတယ်မတိုးတို့အဖွဲရလည်းမခံချင်းစိမ့်နဲ့ဗျူဟာပြောင်းပါတယ်မမို့ဒီတစ်ခါတော့မင်းတယောက်တည်းညောင်မင်မော်တက်ကွာမီးထိုးပြီးကြည့်တွေ့လာမှမှန်တာမမှန်တာအသာထားကွာလက်မီခုံချအောင်6ပြစ်လိုက်ခုံချရင်လည်းငါနဲ့ငမိုးက2နေရာခွဲပြီးစောင့်နေမယ်ကြောင်ကြလာမှပေါင်းလိုက်မယ်ကွာပြစ်ခတ်6လမ်းလုံးမှကြောင်ငိန်နေလဲဒုံးနှစ်ယောက်ပါတက်လာပြီးတော့ပြစ်ချမယ်အောက်ကြရင်တော့ခွေးုံနဲ့သူနဲ့လုံထွေးနေပလေးစီပေါ့ကွာဒါပြင်လည်းငါတို့ကကိုရဲကအသုံးအပြိုင်တို့တက်လိုက်ပါလားဘယ်လိုသဘောရတယ်လဲဟေးငမိုးအောက်ပြေးချလို့ခွေးရလို့သေရင်သေးကွာမသေရင်သူပြေးရအောင်ခွေးုပ်ကဆက်လိုက်တို့ကကြပြားကြစိမ့်ပြီးကိုယုံပဲမကောင်းလားငမိုးဟုတ်တယ်ငါတို့ငါဆိုပြောရလဲတဘာဝကြတယ်တော့ကြောင်အောက်ရောက်ဖို့ဟာအဓိကပဲလေတို့သုံးစလုံးတက်ပြီးတော့ဘက်ကွာ2လက်လောက်ဆိုင်ပြစ်ကွာတယောက်ကမီးထိုးအေးအဲ့လိုလုံးအောင်ကဲတက်ကွာစိန်ခေါ်ဝဲမကြည့်ဝဲပဲမနိုင်နိုင်အောင်မရရအောင်လုပ်ရမှာပဲတောလိုက်ကောင်းဆောင်ရွာမုံဆိုးတွေဖြစ်ရမှာတူပြောတာတူကသဘောပေါက်လွဲပါတယ်ပြောဆိုဆိုနဲ့ရှင်းစင်နောက်စင်ကျွန်းကျွန်းကျင်နဲ့တက်သွားကြပါတယ်တောလိုက်ခွေ9ကောင်က
ခါတိုင်းလိုပဲတခင်နေသိပင်မော်တက်မီးထိုးရှာတွေ့လာတောကြောင်ပြစ်ချကြလာကလည်းဝိုင်းကိုင်ဝိုင်းဆွဲဝိုင်းလိုက်နေကြဖြစ်ရမှာဗီဇာအသည့်လုပ်ငန်းဝင်အသည့်ရှိတဲ့ခွေးများပြီးမကြမီတောကြောင်ကြလာတော့မီကိုကြိုတင်သိနေတဲ့ပုံစံမျိုးနဲ့ခေါင်းတန်ပေးနေတာတော့မရမနာငါတို့ငဆိုးနဲ့ငမိုးတို့ကတောကြောင်မီးထိုးကျင်နဲ့ဇဝေဇဝါတောကြောင်ကြီးကကြီးလာလိုက်သေးလာလိုက်နှက်သွားလိုက်ဖြူသွားလိုက်ဝါသွားလိုက်ပြားသွားလိုက်ခေါင်းကကြီးလာလိုက်ကိုယ်လုံးကကြီးလာလိုက်မျက်လုံးကပြူးထွက်လာလိုက်မျက်စိပြောက်သွားလိုက်အမီးတိုသွားလိုက်အမီးရှိလိုက်လို့ထင်အောင်ထင်ဝါတန်တဲ့ကဝင်နေမိပါတယ်တဦးကမီးထိုးပြီးတော့နှစ်ဦးကပြေးချရမှာတောကြောင်ကြီးကလည်းတောလိုက်ခွေ9កောင်အုပ်ခဲ့အလေကိုတဲတဲကြာသွားပါတယ်ဟမ်မှတ်ပလားနင်ပြေးနိုင်သေးသလားဟာဆင်းဟေးမြင်ငါတို့ရဲ့ဝမ်းသာအားရအတန်းစင်းနေအတန်းဟမ်နင်လားဟာတောကြောင်ဟဲ့အောင်ကြိုက်ဆန်းကွာခွေးအုပ်ကိုအားပေးနေစင်းလာတဲ့ငဆိုးအတန်းမှာကြိုက်တာကွာကြောင်မောင်းဝတဲ့အကောင်ဒိုစားစရာမကြံ့နေကွာသိအောင်သာကြိုက်စင်းပြောလာတယ်ငမိုးအတန်းမှာတစ်ပင်အခြေကိုရောက်ပြီးတော့တောကြောင်အခြေအနေနဲ့တောလိုက်ခွေးကိုအခြေအနေကိုကြည့်မိမှာပဲရွာကန်မုံဆိုး3ဦးကငိုင်တွေဖြစ်သွားပါတယ်တောလိုက်ခွေး9កောင်လဲမှာတောကြောင်ကြီးပါမီဒီခွေးရမှာတောကြောင်ကြီးကိုမကိုက်ဝွန်အမီးကိုခေါင်းအောက်ဆိုင်ပြီးတော့ခွေး9កောင်စလုံးကမလုံမချက်တာမန်သားကောင်ဖြစ်ပါကလေတောကြောင်ကနိုင်ရင်တောလိုက်ခွေးကိုပုတ်တယ်ကြိုက်တယ်တောလိုက်ခွေးကနိုင်ရင်တော့တောကြောင်ကိုကြိုက်တယ်ဆွဲတယ်ခါတယ်တောကြောင်သိရင်တော့အကြိုက်ခဲကိုတစ်ခါမှမလျှော်ယခုတောကြောင်ကြီးကလည်းဘာမှမလုပ်ခွေးအုပ်ကလည်းမတုံမလုံးတောလိုက်ဝါရင်ခေါင်းဆောင်ကျွမ်းကျင်ခေါင်းဆောင်3ဦးလို့စုံမိတဲ့ပွဲဖြစ်ရမှာမနုမနဲ့စိတ်ဆက်တစိုးထိုးလူငယ်များလို့တောကြောင်ကြီးကိုဘက်ကွာနဲ့မပြစ်မခတ်မရိုင်းမနှက်ပဲနဲ့ခွေးအုပ်ကိုလည်းရှူးမတိုက်ဖြစ်ပါဘူးငတို့ငဆိုးနဲ့ငမိုးတို့ဟာညောင်ဝင်ကတော့ညောင်ဝင်ကြီးပဲလှည့်ပြီးတော့တရုတ်တသိရှစ်ခိုးပါတယ်တပည့်တော်တို့သုံးတောတိုင်ရမှာမပါဝင်ခဲ့တဲ့ညောင်ဝင်ကန်တော့တောကောင်ဦးတီးပြီးတော့နေကြုံလိုက်လာမိခဲ့ပါတယ်ဖေ။တမင်စော်ကားခြင်းမဟုတ်ဘဲနဲ့ခီးချန်နေကြုံတောကြုံမိတဲ့တပည့်တော်တို့ကစီးကြောင်မိတဲ့အပြည့်ရှိကြောင်းကိုလည်းသိရှိဝန်ခံပါတယ်ဖေ။တစ်ချိန်တစ်ခါစီးကြောင်မိုင်းမမိတွေကိုတီးခံခွင့်လွှတ်ပေးတော်မူပါရန်ရိုးသေးစွာရှစ်ခိုးအတနာခံရပါတယ်ဖေ။သူတို့သုံးဦးဟာသုံးချိန်သုံးကရှစ်ခိုးတောင်းခံမိတဲ့အခါမှာတော့တောလိုက်ခွေး9កောင်ကလည်းပြန်လဲအသက်ဝင်လာသလိုတကင်ကိန်းနဲ့ကျေလောင်စွာကြောက်လန့်စွာနဲ့မိတန်းကြီးညူအောင်ဟိပြီးတော့မြောင်းမကြီးရှိရဘက်ကိုဒုံဆိုင်ပြီးတော့ပြန်ပြေးကြပါတယ်တောလိုက်ခွေပြေးရလမ်းကြောင်းကိုလည်းငါတို့လိုလည်းအမြန်ပြန်ပြေးခဲ့ရပါတယ်ကျုပ်ကလည်းကျုပ်ရင်ကျုပ်မိသားစုကျုပ်အခြေအနေကိုစောစောကမရိပ်မိဖိုးသူတော်ကြီးလောက်ကင်နေတာကိုကြည်ရင်းနဲ့ဖြစ်ပေါ်နိုင်တဲ့အခြေအနေကိုတစရိပ်မိသိရှိလာတဲ့အခါမှာကျုပ်ကြီးကျဲထိတ်လန့်တုံလုံးခြောက်ခြားမှုကစတင်လာပါတယ်အစိုးနဲ့အကောင်အဖြစ်နဲ့အပြက်အရနဲ့အပေအနိုင်နဲ့အရှုံးဝမ်းသာမှုနဲ့ဝမ်းနည်းမှုဒုက္ခနဲ့ဒုက္ခပျော်ရွှင်ခြင်းနဲ့ကြေးကွဲရမှုဒီလိုစမ်းကျင်ဘက်တွေဒုံတွဲနေမှုများထဲမှာကျုပ်ရရှိခံစားရမယ့်အနာဂတ်ရလဒ်ကဘာများဖြစ်လာမလဲကျုံမတွေ့ရဲဆက်ပြီးတော့လည်းမတွေးဝွန်းဖိုးသူတော်ကြီးခိုင်းစီတဲ့အတိုင်းဗီဒီယိုပြဆက်နဲ့အတန်ဖန်းလေလိုင်းတန်တွေကိုဆက်သွယ်ထားတဲ့ကျိုးကိုဖြုံမြေရောက်ခါနီးမှာဓာတ်နဲ့ဖြတ်ကျိုးဝါလေးချောင်းကိုဝိုင်ယာကျိုးဝါဆက်ကျက်ဦးလေးလုံးကိုအဝယ်ဟောင်းနဲ့ထုတ်ပြီးတော့မြေမြုပ်ရန်လုပ်နေကြပါတယ်လေးတန်ကျိုးကဆင်းလာတဲ့ဝိုင်ယာကျိုးဆက်သွယ်ပွားထားတဲ့ဝိုင်ယာကျိုးက၄ချောင်းထိုကျိုး၄ချောင်းလက်လန်းမိရာမြေပြင်မှာတော့တောင်ဆုံးခန့်အနက်ကျဲဦးတလုံးချစာယုံတူးဖော်ထားတဲ့မြေချင်းလေးချင်းကအရှိအနောက်တူးထားပြီးတော့တချင်းနဲ့တချင်းကလည်းတောင်ဆုံးခန့်သာဝေးပါတယ်သူတို့သားဖခင်ကျုပ်ဦးမင်းနိုင်အသက်53သူတို့သားမိခင်ကျုပ်စနီးတော်ရင်တွေအသက်53သူတို့သားကျုပ်သားကျော်စင်ဝင်းအသက်29သူတို့သမီးကျုပ်ချွေးမပန်းရင်ဖြူအသက်29တို့ရဲ့အင်ကြီးဝေပြီးသားအဟောင်းဆုပ်တွေနဲ့ထုတ်ထားတဲ့ကျက်ဦးလေးလုံးကိုဖိုးသူတော်ကြီးကမမ်းမှုပေးပြီးတော့မကွဲမရစီရင်မြေချင်းနဲ့ခြာခိုင်းပြီးလေးတိုင်ကျိုးကနေဆက်ထားတဲ့ဝါယာကျိုးလေးချောင်းကိုကျက်ဦးထက်နဲ့ထိနေစေပြီးတော့မြေမြုပ်ခိုင်းပါတယ်တခြားပြင်ပလူမဝင်ရလို့တားမြင်ုံမြမကသေးပဲနဲ့ကျုပ်တို့မိသားစုကထွက်ပေးရမှာမို့ထွက်ပေးချိန်နီးမနီးကိုလည်းမင်္ဂလာမန်းတက်မှာချိန်ဆွဲထားတဲ့နာယီကိုကျုပ်ကလှမ်းကြည့်မိလိုက်ပါတယ်နေ့လယ်2 နာရီ2မိနစ်မင်္ဂလာမန်းတက်ထိပ်ဇပွဲချက်ကြီးတစ်ချက်ပေါ်မှာယာယီကိန်းဝန်စံပေတော်မူနေတဲ့ဖိုးသူတော်ကြီးပင်းဆောင်လာတဲ့ဒက္ခိဏသားခရုပ်ပွားတော်မြတ်ရှိကိုဖိုးသူတော်ကြီးဥဆောင်ပြီးတော့ကျုပ်တို့ရောက်ရှိကြော့နေကြပါတယ်ကဲကျုပ်ကစတင်ပြီးတော့ဖះကိုစိတ်ကစူတောင်းပြီးရေကြော့မယ်ကျုပ်သက်စိတ်56ခွက်ပေါ့ကိုရင်လေးတို့မိသားစုလည်းကိုယ့်သက်စိတ်ကိုကြော့ပေါ့ခွက်ရည်မဖောင်းအောင်ကိုယ်တိုင်လည်းသတိထားဘေးကလည်းစိတ်မမှတ်ပြီးတော့အပိုလိုမရှိအောင်သတိပေးဖိုးသူတော်ကြီးကနောက်ဆုံးတိုက်ပွဲဝင်စစ်တီဘူဘာတို့ကဲ့သို့ပဲစိစက်သေးချာဆောင်နဲ့အလေးနဲ့ပြုတ်လုံနေပါတယ်ကျုံနဲ့ကျုံစနီးက53ခွက်မင်္ဂလာတို့သမီးတို့သား28ခွက်စီရေပူစော်ကြော့ပြီးမှပန်းရင်ချန်စီမီအမွှေးနဲ့သားတွေထုံးကြီးပူစော်ကြရပါတယ်ဖះကတော့9ပါးတီလာခံယူမြေတာဘိုမြဝေပြီးချိန်မှာတော့နေ့လယ်2 နာရီ25မိနစ်ဖြစ်နိုင်ရင်ဒီအိမ်နဲ့ဝေးတဲ့နေရာမှာပဲဖြစ်ဖြစ်တို့သမီးမိဘအိမ်ကိုပဲဖြစ်ဖြစ်သွားနေပါ3 နာရီထုံးရင်ကျုပ်ပတိစိတ်နေတမထထိုင်နေအချက်ပေးသတိပေးဝင်ပြောပါ
3 နာရီမထိုးမချင်းတယောက်မှဒီဝင်းဒီအိမ်ဒီမန်းတဲ့ထဲကိုဝင်မလာနဲ့ဝင်းပြင်မှာလူဆောင်ထားတတိပေးပါဝင်လာရင်တော့ကြုတ်တာမှမရှိဘူးနော်အထူးသဖြင့်ရဝေးဧည့်သည်နဲ့ရွာတွေကအမူးသမားနဲ့မယုံကြည်လို့ကိုကျုံးမရှိပဲစမ်းသပ်ခြင်းတဲ့လူတွေပဲကျုပ်ကမျက်စိတင်ငယ်နားတင်ငယ်နဲ့ခေါင်းချိန်တာဝန်ယူပြီးတော့ကျော်သမီးချွေးမပန်းရင်ဖြူရဲ့အိမ်ဘက်ကိုကြံသုံးကိုခေါ်ယူပြီးတော့ထွက်ခဲ့ပါတယ်ကျုပ်တို့9 ယောက်ကိုလည်းအိမ်ဝင်ပတ်ပတ်လည်မှာအဆောင်ရှောက်ချထားခဲ့ပြီးတော့ကျုပ်တို့တောင်ပဲ3 လမ်းချတဲ့ပန်းရင်ဖြူအိမ်ကိုရောက်တဲ့ချိန်တိုင်းကျုပ်ကိုကျုံလုံခြုံစိတ်ချပြီးလို့စိတ်ချမရကျုပ်သာမဟုတ်ကျုပ်စနီးကျုပ်ချွေးမနဲ့ကျုပ်သားတို့ပါထူးခြားတဲ့ဖြစ်ရက်နဲ့ဖြစ်လာနိုင်တဲ့အနေအထားကိုရေဘူးရနားလည်နေကြပါတယ်ကျုပ်တို့အဝေးဟောင်းနေနဲ့ထုတ်ယူထားတဲ့ကျုပ်လေးလုံးကိုအရှိနောက်တန်းစီတူးထားတဲ့မြေချင်းလေးချင်းဗီဒီယိုပြဆက်ကိုအသိမ်းခိုင်းပြီးတော့အတန်ဖန်းတိုင်နဲ့ဆက်ထားတဲ့အရက်ခေါ်လေးကျိုးမူလာအတိုင်းတွဲလောင်းချဝါယာလေးပင်ဆက်ယူတခြင်းကိုဝါယာကျိုးတကြိုးထဲကျုပ်နဲ့ထီထားမြေမျိုးဘာလို့တာလဲဘာလို့တာလဲဘာသဘောလဲဘာပြေထွက်စေခြင်းလို့လဲဒက္ခိဏတာခါရုပ်ဝါတော်မြတ်ကိုရေတက်ပေရမှုစိတ်မှလိုသောစုတောင်းခိုင်းမှုကျုပ်ဆက်တွေးရင်နဲ့တခုတည်းသောအဖြေကိုမရတော့လေရလာတဲ့အဖြေများရဲ့အဓိပ္ပာယ်ကတခုတည်းသာတတိအကွေးရှိတယ်ဖြည်းဖြည်းမှမဟုတ်တတိအကွေးရှိတယ်အကွေးမှာလွင့်စင်လဲကြလိမ့်ပဲ့ကျိုးပဲ့ဆုံးရှုံးမှုမဖြစ်ရင်လည်းလိုပါတယ်အသက်ကိုညံဆောင်ဥစ္စာကိုကန်ဆောင်ဖျားကုံတော်တရားကုံတော်တန်ခါကုံတော်ကိုယုံကြည်ပူဇော်လောကီနေတာလောကီသားလောကီတဘာဝတကောအိဋ္ဌိဘက်ကိုယုံကြည်လောကီကိစ္စနဲ့လောကီပညာရှင်ကိုစီးကပ်အကူအညီတောင်းဆိုတဲ့အဖြေကပေါ်ပေါက်လာပါတယ်ဒါကဘဝတွေကလာတဲ့အသိပညာအဘိဓမ္မာပညာပါပဲကျုပ်ကပန်းဖြူချပေးတယ်ပလက်ကလထိုင်မှာမျက်လုံးကိုဇုံမေးလိုက်ပြီးတော့ဖိုးသူတော်ကြီးနဲ့ကျုပ်တို့တွေးဆုံမှုအစာဆုံးစဉ်းစားနေမိပါတယ်မင်္ဂလာမန္တပအဝါကနေအဝင်ဝရက်ပြီးတော့ဂျေးစီတီးနေတဲ့ဖိုးသူတော်ကြီးတပါဤရအစပြူပြီးတော့ကျုပ်တို့တွေးဆုံခဲ့ပါတယ်ဟာဟေးလာပြီကွာလာပြီဆရာဦးဘောဆန်ဟောတဲ့အတိုင်းမှန်နေပြီကွာလာပြီကြီးလက်ထုံးတဲ့အစင်လာရမင်္ဂလာမန္တကအင်ရှိဥပစာမှာစောက်သမီးအိမ်ကမင်္ဂလာမန္တနောက်မှာထားသမီးကျုံနဲ့ကျုပ်သားတို့ဇနီးမောင်နှံတို့ကလည်းတာအဝမ်းသာအားရအော်ဟစ်ပြီးကြရပီတိဖြစ်ပြီးတော့ဖိုးသူတော်ကြီးရက်နေရအောင်အလင်းမြန်သွားခဲ့ကြပါတယ်မျော်ကာတတဲ့တော်လာလာကလည်းထွက်လာတာကြောင့်ဝမ်းသာမှုမျိုးပါမပင့်အလူခံကိုကျုပ်တို့မျောနေခဲ့ကြခြင်းပါမျောနေရခြင်းကလည်းနာမည်ကျော်ဘေးရင်ဆရာကြီးစေတနာဆရာဦးဘောဆန်ကြိုတင်ဟောပြထားမှုကြောင့်ပါတွင်းကြီးဆရာဘောဆန်တို့မျိုးကထူးဆန်းတဲ့မျိုးရိုးလို့တင်စားနိုင်ပါတယ်ဦးဘောဆန်ရဲ့ဖခင်ကတိုင်းရင်းစေးဆရာကြီးဦးထုံးတင်ပါဦးထုံးတင်ကစေးရုံစေးကမ်းပြရင်အခက်အခဲရှိတဲ့လူတွေစေးရုံစေးကမ်းပြန်နေရလွန်စွာမှအားကိုးရပါတယ်အထူးသဖြင့်လည်းမိမယောဂါတွေကုသရမှာလွန်စွာကြော်ကြားတဲ့ဆရာကြီးပါခြေကြွားကယူဖို့ဝေလာဝေစေးဖို့ဝါကပင်လုံးဝမယူပါဘူးအချိန်မီလာပင်စင်းရဲချမ်းသာမီမငြီးမညူလိုက်လံကုသပေးပါတယ်အခါသမယနေ့တွေမှာကြော်ဝဲမျိုးစုံနဲ့ကြော်ကြသည်မှာလည်းနွားလေး5-6စီးတိုင်းမနိုင်အောင်ကြော်လာတဲ့ပရိသတ်ကများမှများပါဆရာကြီးဦးထွန်းတင်ရဲ့စေကုသမှုဒါနလူကိုဆရာကြီးရဲ့သမီးရင်ဆရာမဒေါ်မြတန်းဟာစက်ခံပြီးတော့ကုသပေးနေပါတယ်ဆရာကြီးဦးထွန်းတင်ရဲ့သားဆရာဘောဆန်ဟာရွာနယ်ဝေးတဲ့တရက်ချန်ကြီးထဲမှာတူးရဲနေပြီးတော့တမထချင်းဝိပဿနာရှုပရိစိတ်အဋိဌံဝင်ပြီးတော့ဘေးနေလက္ခဏာဟောတယ်ရရပေးပါတယ်ဟောပြောကားကိုလည်းတစ်ချက်တစ်ပြားမှမယူအခမဲ့ဟောပြောတော့လေအများစုကမှန်ကန်တယ်လို့ယူဆလက်ခံပြီးတော့ရန်နီးရက်ဝေးရနေရှေ့လူနောက်လူမပြတ်အောင်လာမေးနေကြပါတယ်မျက်နှာကြီးငယ်မယူလာသမျှကိုလည်းဟောပြောပေးပါတယ်ဆရာဘောဆန်ဟာကုန်းဝါသူဖြစ်တာကြောင့်လေကုန်းရတော့ကုန်းရွက်ကုန်းသီးထုံရှာစေကြော့သူပေါ်ပါတယ်ဖျောင်းနိုင်အမွှေးတိုင်းကိမ့်မုတ်ပေါင်းမုံနဲ့မုတ်စုံမုတ်ကြောက်တွေနှိုးစီဘူးဖြော်ရည်ဘူးကော်ဖီမဲ့ပစိုးအင်ကြီးတပတ်မျိုးမျိုးကိုလည်းအသီးသီးရကြော့ကြပါတယ်ရဝေးရနေဇာတိဘူးမွေးသက်ကလေးပို့ပြီးတော့ဟောစတန်ရေးခိုင်းရင်လည်းဟောစတန်ရေးပေးပါတယ်ငွေကြေးကြော့ပါကလည်းလုံးဝလက်မခံငွေယူစားရှိပြီးယူမိပါကလည်းငွေစာကြေးစာမရှိတဲ့မတက်နိုင်တဲ့လူတွေကစိတ်အားငယ်ပြီးတော့လာမေးဝန်းတော်မှာမဟုတ်တာကြောင့်လည်းမယူကြအောင်လည်းအကြေနဲ့ရှင်းပြရပါတယ်ကျုပ်သားနဲ့ကျုပ်သမီးချွေးမတို့မင်္ဂလာဆောင်ပင်စီစဉ်တဲ့အခါမှာလည်းဆရာဘောဆန်ထံကိုကျုပ်ကိုယ်တိုင်လိုက်ပါပြီးတော့မန်းနဲ့ဆောက်တဲ့ရဲ့မင်္ဂလာဆောင်ရက်ကိုတွက်ချက်တတ်မှတ်ပေးပါရန်လည်းမြစ်တာရက်ခံခဲ့ပါတယ်မင်္ဂလာဆောင်အစားရက်မှာတော့မိုးစင်လေးစင်ရှိလိမ့်မယ်ဗျဒါပေမဲ့မင်္ဂလာပွဲကိုပြည့်စည်အောင်တော့ဖြစ်မှာမဟုတ်ဘူးမင်္ဂလာဆောင်ဧည့်ခံရက်မှာမပင့်အလှခံလာရင်စိုးငိမ်ထမင်းကြီးဆိုရင်ဆုံးကပ်ပါထမင်းကျွေးပါရဟန်းတန်ကဆိုရင်တော့တင်ငန်းကတ်လူပါရသေးဖိုးသူတော်နဲ့တီလာချင်းဆိုရင်စောင်းခိုင်းပြီးတော့ဝတ်စုံချုပ်ကပ်ပါရရှိမဲ့အကျိုးကျေးဇူးကတော့ဘေးရန်နေကင်းရှင်းမယ်တာဦးယတနာမွေးပြီးတော့အဲ့ဒီတာဦးယတနာတိပိတကသုံးပုံဆောင်ပုံကိုဖြစ်ရင်ဖြစ်အနိုင်ဆုံးစဉ်အဲ့လိုမဖြစ်ရင်တော့စာချတန်းကြမ်းပြီးတဲ့နာမည်ကျော်ဓမ္မဂတိကဖြစ်လိမ့်မယ်ဦးမင်းနန်တို့လင်မယားမောင်ကျော်စင်ဝင်းနဲ့မတ်ပန်းရင်ဖြိုးတို့လင်မယားကျန်းကန်ပေးစားတဲ့ရှင်ဒါရကဒါရကမအမွေကိုခံယူရပါလိမ့်မယ်ဆရာဟောရင်လွယ်ခဲ့ပါတယ်
တွင်းကြီးလက်သာသနာမှာဓမ္မစရိယတွေပေါ်ထွက်များပြားလိမ့်မယ်ဟောခဲ့တာလေအခုဆိုရင်9ပါးတောင်အစိုးရဓမ္မစရိယဘွဲတော့စက်ကတ်ခံရပြီလေဟုတ်တယ်နော်သားတော်သမီးတို့ဆရာဦးဘောဆန်ဟောတဲ့အထဲမှာပါတဲ့ကျမ်းဂန်စာပြီးတဲ့ရှင်သာရကဒါယကမဖြစ်မယ်ဆိုတဲ့ဟောပြောချက်ကဆွဲဆောင်အောင်ပြင်းထန်လာပါတယ်တောသားမီယိုးဖလားဗုဒ္ဓဘာသာတောလူချမ်းသာများအနေနဲ့ကဘာသာသာသနာအမွေခံယူခွင့်ရခြင်းကိုလေအမော်မြတ်ဆုံးကုသိုလ်ထူးမှာတခုပါဝင်တယ်လို့ယူဆကြပါတယ်ကျုပ်ကရောဘယ်ရလဲကျုပ်သားနဲ့သမီးရောဘယ်ရလဲသူတို့ကလေတောသားဗုဒ္ဓဘာသာလူချမ်းသာသားသမီးကျုပ်လည်းပဲသူတို့လိုတောလူချမ်းသာဗုဒ္ဓဘာသာကျုပ်လည်းအမော်မြတ်ထားမမမော်ရှိလာပါတယ်ဆရာဦးဘောဆန်လည်းမှန်ပါစေကျုပ်တို့စီကိုမပင့်အလူခံနဲ့လာပါစေလို့ဆုတောင်းရပါတယ်မပင့်အလူခံမစစ်စီဂျိုင်းကြီးရွာတုံးကျေးလက်ဝေါဟာရတွေပါဈေးမစဲပဲနဲ့စိုးသမျှပေးဝေရတဲ့စီကိုမစစ်စီမပင့်မဖိတ်မလျှောက်ထားပဲနဲ့ကြွားရောက်လာတဲ့အလူခံကိုလည်းမပင့်အလူခံလို့ကျုပ်တို့စီမှာခေါ်ပါတယ်မပင့်အလူခံကိုရဟန်းတန်ကရှင်သာမဏေလို့ယူဆသူကယူဆရဟန်းရှင်သာမဏေဖိုးသူတော်ယသိမေတီလာလို့တတ်မှတ်သူကတတ်မှတ်တချို့ကစူတောင်းစာလို့ထဲသွင်းတွက်သူနဲ့ကိုနှိမ့်သက်တယ်လို့အတိတ်ဝယ်ဖွင့်ဆိုကြပါတယ်ကျုပ်ကတော့လှူခွင့်သာအဓိကရကျင်ပါတယ်မပင့်အလူခံကိုတတ်မှတ်ခြင်းကတတ်မှတ်ကြပြီးတော့ကျုပ်တို့မိသားစုလိုချင်တာကမပင့်အလူခံမျောလင်းချက်ထက်တန်စီရင်လေဆရာဦးဘောဆန်ရဲ့ရှေးပြေးဟောချက်ကမှန်မှန်ဆရာဦးဘောဆန်ကမင်္ဂလာဆောင်အစရက်မှာလေစင်မိုးစင်ရှိတယ်လို့ဟောခဲ့ပါတယ်မိုးရီလေးပြလာတာကြောင့်ချက်ပြုတ်ရနေရမှန်သမျှကိုလည်းမိုးလုံအောင်လုပ်ပေးခဲ့ရပါတယ်ကျုပ်သားမင်္ဂလာဆောင်ကတောရမင်္ဂလာဆောင်ကြီးပါတောမင်္ဂလာဆောင်တာကတော့မျိုးပြမှာလိုပဲအစားအသောက်ကိုအော်ဒါပေးမှာတဲ့ထုံးစံမရှိကိုယ်တိုင်ဝိုင်းချက်ကိုယ်တိုင်ဝိုင်းကြွေငွေကြေးမတတ်နိုင်ပါကလည်းအဖြစ်မင်္ဂလာဆောင်ကျုပ်သားလိုငွေကြေးတတ်နိုင်တဲ့မင်္ဂလာဆောင်ကတော့ရှယ်ပေါ့ရှယ်မင်္ဂလာဆောင်ပြီးတော့ဒိုင်ငံကျွေးမှာဝတ်တနီချက်ဝတ်သားမစားပါအမဲနဲ့ဝမ်းမဲမစားပါလေငါးကြော်နဲ့ဟင်းရံကလဘဲနဲ့စီပြန်ငရုတ်ကြော်တရက်ချင်းဟင်းညုံနဲ့တောခေါ်ကတော့ငါးခွေကြီးမင်္ဂလာပွဲပါအရက်ရှင်းမနာမှာရှိတဲ့မိတ်ဆွေတင်ကားတွေကိုအားကုန်အိမ်ကုန်ဖိတ်ထားရမှာမင်္ဂလာဆောင်နေ့အစတည်းဟာတဲတဲမဲမဲခုတ်ကြထိတ်ကြနဲ့ချက်ကြပြုတ်ကြချွေးတီးနဲ့ပါချက်ပြုတ်ခုတ်ထိတ်လောက်ကင်နေစဲမှာပဲရှီပြီးလေနွေးလေးသွေးပါတယ်နောက်လေပြင်းဝင်ပါတယ်နောက်ဝေါကနေနေမိုးရွာချက်ကလည်းအိုးလဲရေသွန်းပွေလှုပ်ပါမိနစ်ပိုင်းမိုးဝေးကကျုပ်တို့ကိုဗျာများစေပါတယ်မိုးကိုလက်ကမရပေါ်ဝါတားမရခြေမကိုင်းပြီးလက်မကိုင်းပြီးဖြစ်နေတဲ့ကျုပ်ကိုဘေးလူတွေကတရားတစ်ပေါက်ကောင်းလို့ရခိုင်းပါတယ်ရှင်းဦးပကုတ်တင်းနဲ့တင်မားဟာမြ мян ရွာတော်ချင်းနှက်စင်ဝယ်ပြပါတယ်သွားဟာချက်ချင်းမိုးတားစရာကိုခေါ်ပြီးမိုးတားပါတယ်ခေါ်စံအခုဘာလို့ဘလို့မိုးရသွားသည်တော့မသိမိုးကတဖွဲကြားနေရနေရက်သွားပါတယ်မိုးရှိတော့လေစက်ရည်မရွာတော့မိုးတားဆရာရှင်ဟာသူမိုးတားပညာအစွမ်းနဲ့ဟုတ်ကဲ့ပါဆရာကြောင်ရုံးနဲ့ကြွက်ငိန်လဲငိန်မိုးကအဓိကပါလို့ကြုတ်ပြောမိပါတယ်ကျုပ်တို့ဂျိုင်းကြီးကမင်္ဂလာပွဲများထဲမှာတော့ကျုပ်သားရဲ့မင်္ဂလာပွဲရတော့ပွဲကြီးပွဲကောင်ကျုပ်ဘက်ကလည်းကုန်တင်ကတောပွဲယုံဗီဒီယိုယုံအဝေးပြောဖုန်းတီးနှံလောင်နဲ့လူချမ်းသာပါကျုပ်သားကိုလက်ဖွဲ့မင်္ဂလာကြီးပေးတာလေက20ငွေသိန်း30နဲ့ရွှေစိတ်သားသူတို့သမီးဘက်ကလည်းသူတို့သမီးဘန်းရင်ဖြူကိုယာယီက20ငွေသိန်း30နဲ့ရွှေစိတ်သားဒန်းတူချင်းမြင့်နဲ့မော်တော်ပိုင်ရှင်တောပွဲယုံဗီဒီယိုယုံအနီးအဝေးပြောဖုန်းတီးနှံတိုးလောင်နဲ့ပစ္စည်းများရှိရာမျက်နှာကြီးရှယ်မင်္ဂလာဆောင်ဖြစ်တာကြောင့်လဲကျွေးမွေးအခမ်းမဲ့အချိန်ကိုမိုးပြတ်မှာစိုးရိမ်နေကြပါတယ်ဆရာဘောဆန်ဟောတဲ့မိုးစင်လေးစင်တော့ရှိပါတယ်ဒါမဲ့မင်္ဂလာပွဲပျက်စီးလောက်အောင်တော့မဖြစ်ဘူးလေဟောပြောချက်ကမှန်ပါစေလို့ကြုတ်တိတ်တခုဆူတောင်းမိပါတယ်မှန်ပါမယ်ရက်သွားတဲ့မိုးကထပ်မှန်မရွာတော့မနေ့အခမ်းကျွေးမွေးချိန်မှာနှစ်ဖက်မင်္ဂလာပွဲကျင်းပပြီးစီးတဲ့အချိန်ထိမိုးတစ်စက်တစ်ပေါက်မှကြမလားလောဘတင်းအောင်လောင်းနိုင်မပြေဘူးဆိုရင်လည်းဆိုကြပါတော့အစလောဘမိုးကင်းလေကင်းနဲ့မင်္ဂလာပွဲအောင်မြင်မြင်နဲ့ပြုလုပ်မိလို့ခြင်းပါဒီဆန္ဒပြေဝသွားတော့မပင်းအလူကန်ကြွလာစေခြင်းနဲ့ဆန္ဒထက်တန်လာပါတယ်တားရတနာမြေးရတနာသာသနာအာဇာနည်ရှင်နာရကဖြစ်တော့မယ်အတိတ်နမိတ်အဖြစ်မပင့်အလူကန်ဖိုးသူတော်ကြွားရောက်လာပြီဆန္ဒပြေဝတော့မှမို့ကျုပ်တို့ပီတိဖျားဖျားဝဝီကျေးဇူးရှင်ဖိုးသူတော်ကြီးဟာဥပရိယုတ်ထောင်းထောင်းမောင်းတက်တက်ရရတန်တန်ရှင်းရှင်းမျက်နှာတီတီကြီးအသားညုံညုံနဲ့မျက်လုံးများလည်းဆူးချထိုင်းမြန်ချင်းတို့ထက်ရင်းချက်တည်ငြိမ်ခြင်းဘက်ကိုပိုပြီးကဲနေပါတယ်ကျုပ်ရောသူတို့သားသူတို့သမီးပါဖိုးသူတော်ကြီးနေချင်းကပ်ပြီးတော့မတ်တက်ရပြီးဂါရဝပြုပါတယ်မမျောလင်းမဲနဲ့ဖိုးသူတော်ကြီးကပြန်လဲပြီးတော့ကျုပ်တို့ကိုဂါရဝပြုရမှာသွေးများပွက်ဆူပြီးတော့ကြက်သိန်းဝင်းချင်းပင်ထားမိပါတယ်ဥသူတော်ကျွန်တော်ကဟောဒီသူတို့သားနဲ့သူတို့သမီးတို့ရဲ့ဖခင်ပါသမီးနဲ့သားတို့ရဲ့မင်္ဂလာအိတ်ခံပွဲအခမ်းအနားကတော့စောစောကလေးရမယ်အောင်မြင်မြင်ကျင်းပပြီးစီလို့ဧကွဲသွားပါတယ်မင်္ဂလာပွဲကိုချီးမြှင့်တဲ့အနေနဲ့ဥသူတော်ကိုကျွန်တော်တို့ကမနက်စာကျွေးမွေးလှူဒန်းလိုပါတယ်လက်ခံသုံးဆောင်တော်မူပါချီးမြှင့်သုံးဆောင်တော်ပါဥသူတော်သားနဲ့သမီးတို့ကလည်းဥသူတော်အတွက်ဝတ်ဆောင်တော်ဆောင်မင်္ဂလာဥဒါနာလှူဒန်းကြပါတယ်ဥ
ဥသူတော်နဲ့တော်မဲအတိုင်းထွာတိုင်းပြီးတော့ချက်ချင်းချုပ်ခိုင်းလိုက်ပါမယ်ဥသူတော်အနေနဲ့ရွာတဲ့ဆန်အလှခံစိတ်ရှိရင်ဆက်လက်ပြီးတော့အလှခံပါရွာထဲမှာအလှမခံမဲနဲ့ဝတ်ဆောင်ဆောင်ရင်သားတို့မင်္ဂလာမန်းတဲ့ထဲမှာဆောင်ရင်းနဲ့လဲအနားယူခြင်းလဲယူပါအပြင်မှာဥသူတော်ထမ်းနိုင်သမျှဆန်ကိုလဲတောင်းနှလုံးအပြည့်ကြောလိုက်ပါမယ်ကျွန်တော်တို့ရဲ့ဖိတ်ကြားမှုကိုလက်ခံမခံတီးပြရစီဥသူတော်သားတို့သမီးတို့ကတော့မင်္ဂလာဥဒါနာကိုလက်ခံချင်းမိဖို့တောင်းပန်ပါတယ်ဥသူတော်ကျွန်တော်တို့သုံးဝဲစကားကိုလုံးဝပြန်လည်ဖြေချခြင်းမရှိတဲ့ဥသူတော်ကကျွန်တော်တို့ကိုစိတ်ရဆက်ဆက်ကြည့်ပါတယ်မဲနဲ့နေတဲ့ဂုံတော်ပတိကိုလဲပင်းဆွဲထားတယ်ဖိုးသူတော်ကြီးရဲ့လဲပင်းမှာတော့ចောင်းသားចောင်းသူတွေကြောက်တန်ခဲတန်ခဲပြက်အစားရှိသည့်တို့စုဝေးထဲတဲ့အိတ်ရှုံလုံးအိတ်ရှုံကြီးကိုပါတက်ဆင့်ဆွဲထားပါတယ်လက်တစ်ဖက်ကတောင်းဝေးတစ်ဖက်ကကြီးစီထူးတဲ့လက်ခတ်တောင်းလေးကရှေ့တစ်လုံးနောက်တစ်လုံးတောင်းနှလုံးစလုံးမှာလည်းအဖုံးကိုစီပါပါတယ်ရှေ့ကအဖုံးပေါ်မှာစံလူကန်ကြေးွက်ကြေးဖလားတစ်လုံးစိတ်တော့မရှိပါနဲ့ဦးသူတော်ပုံဝင်လင်းလင်းမေးပြရစီကျွန်တော်စီကတခြားအလှခံစရာများရှိနေပါသလားဘာလို့များအလှခံလိုပါသလဲပုံဝင်လင်းလင်းပြောပါဦးသူတော်တန်းနိုင်သမျှလှူဒန်းဖို့လည်းဝင်မလေးပါဘူးကျုပ်ရဲ့ရေလာမြောင်းမေးစကားဖိုးသူတော်ကြီးကိုဓာတ်ရိုက်ထိမှန်ဟန်ရှိပါတယ်အိမ်တွင်ငြိမ်သက်တယ်လို့ကျုပ်ယူဆမိတဲ့ဖိုးသူတော်ကြီးရဲ့မျက်နှာမှာလျှက်တစ်ပြက်အမူအရာပြောင်းလဲသွားပါတယ်ဟုတ်ပြီယခုမှအနာနယ်စေတွေ့တော်မယ်ကျုပ်ပြောသလိုတားနဲ့သမီးချွေးမတို့ကလည်းဗျိုင်းသူပြုံးပါတယ်အထာပေါက်ပြီးဟူတဲ့သဘောပါပြောပါဦးသူတော်အာမနာပါနဲ့အလှခံစရာရှိရင်ပုံမှန်လင်းလင်းပြောပါအဖေပြောတာဟုတ်ပါတယ်ဦးသူတော်သားတို့သမီးတို့မင်္ဂလာဥဒါနအနေနဲ့တအားသမျှလှူဒန်းပါမယ်ပြောဖို့သာဝင်လေးမနေပါနဲ့ဖိုးသူတော်ကြီးကမျက်လုံးကိုစုံမိပါတယ်ခိတခဏတခုကိုအာရုံပြုဟန်လည်းရှိပါတယ်အတန်ကြာမှမျက်လုံးကိုပြန်ဖွင့်ပါတယ်ကျုံသဘောထားကိုပုံဝင်လင်းလင်းပြောတော့မယ်နော်ပြောပါဦးသူတော်ကိုရင်လေးတို့အိမ်မှာအခုလူဘယ်နှယောက်ရှိလဲအခုရှိတာ4ယောက်ပါကျွန်တော်တို့လင်မယားရဲ့ဒီနေ့မှစာတိုးလာမယ်သမီးချွေးမရဲ့သားရဲ့ပေါ့သူတို့သားအထက်ကအကိုရင်းကကျွန်တော်တို့အစုရှယ်ယာပါထားတဲ့ကုမ္ပဏီရဲ့တာဝန်နဲ့အိန္ဒိယမှာရောက်နေပါတယ်6လတော့ကြော်သွားပါပြီသူတို့ရော့သွားတော့4ယောက်ကနေ3ယောက်ဖြစ်ခဏသူတို့သမီး1ယောက်တိုးတော့3ယောက်ကနေ4ယောက်ဖြစ်ပေါ့အိန္ဒိယမှာကုမ္ပဏီတာဝန်ထမ်းနေတော့ရော့တိတ်ကနေတိုးတယ်ဆိုတော့4ယောက်ပေါ့ကောင်းပြီလေကျုပ်ကိုထမင်းစားစေခြင်းလှူဒန်းတာကိုလက်ခံစေခြင်းကျုပ်ပြောတာသဘောတူဖို့ကတိပေးပါသဘောတူမတူလည်းပြောပါဘာတွေပြောမှလဲဦးသူတော်ချက်ချင်းအကြောင်းပြန်ပါမယ်အခုဘယ်နှနာရီရှိပြီလဲမနက်10နာရီပါဦးသူတော်ကျုပ်လိုချင်တာကနေ့လယ်2နာရီပြန်2ချက်ခွဲရနေ3နာရီထိနိုင်ဝက်တီတီကိုရင်လေးအိမ်ဝင်းမှာရှိတဲ့တက်ရှိတမ်းမဲ့ရှိသမျှကိုကျုပ်ကိုလှူစေခြင်းနဲ့ခမရရှင်2ချက်ခွဲရနေ3နာရီထိလှူဒန်းပြီးကိုရင်လေးတို့မိသားစု4ဦးစလုံးကျုပ်ခိုင်းတဲ့အချိန်မှာပြီးထွက်ပေးရမယ်မထွက်သေးခင်မှာလည်းကျုပ်ခိုင်းတာမှန်သမျှကိုလည်းလှုပ်ပေးသွားရမယ်ရှာပေးသွားရမယ်3နာရီထိုးပြီးချင်းကိုရင်လေးတို့ကျုပ်စီပြန်လာရမယ်အဲ့ဒီအချိန်ကြာမှဝစ်စုံလူစံတပြီလူပိစာဝိစာပြီးတာနဲ့ကျုပ်ကိုပြန်ခွင့်ပြုရမယ်လုံးဝမတားအောင်ကျုပ်တို့သားဖ3ဦးသားကလည်းခေါင်းချင်းဆိုင်ပြီးတိုင်ပင်ရပါတယ်နောက်ဆုံးကျုပ်ကသဘောတူကြောင်ပြန်ပြောရပါတယ်ဥသူတော်ပြောတာကိုကျုပ်တို့လက်ခံပါတယ်2ချက်ခွဲရနေ3နာရီထိနိုင်ဝက်တွင်အားလုံးကိုလှူဒန်းပါတယ်ခုချိန်အားစပြီးတော့မန်းတက်တဲ့အိမ်ကိုယာယီကျောင်းသင်္ကန်းသဘောထားပြီးနေထိုင်ပါမန်းတက်ထဲကတန်ငါစင်ကရင်မော်ကြွရောက်ပြီးတော့နားနေပါတာဒုတာဒုတာဒုသူတို့သားဖခင်ရောသူတို့သမီးသူတို့သားမှန်ကန်တဲ့ဤစေတနာအကြောင်းကြောင့်ဘေးရန်ကြီးကင်းရှင်းပါစေဖိုးသူတော်ကြီးကမန်းတက်ထဲရောက်တဲ့အခါမှာသူ့အိတ်ရှုပ်အတွင်းကနေထဲလွယ်လာတဲ့ဒက္ခိဏတာခဗုဒ္ဓရုပ်ဝါဆင်းသူတော်ကိုယာယီဆန်ကျောင်းမှာတပတ်ခင်းပြီးတော့ကိန်းဝန်ဆန်ပြီးတော့မူးစေပါတယ်ကျဲဥလေးလုံးအဝင်ဟောင်း၄စုံကျင်းလေးချင်းနဲ့ကျိုးလေးကျိုးကိုလည်းစီစဉ်ခဲ့ပါတယ်ထမင်းစားပြီးတဲ့နောက်မှာတော့မိသူနဲ့မှစကားမပြောတော့ဘဲနဲ့ရွတ်ဖက်တဲဆဲပါတယ်ကျုပ်တို့ခိတ္တဆုံးခွာပြီးရင်ပြောချိန်မှသာစကားဆိုပါတော့တယ်အဖေအိတ်နေသလားတံမြာကြီးလေးတောက်ပါအောင်လီလီမိုးတွေစင်ပြီးတက်လာပြီပန်းယူပေးတဲ့တံမြာဝက်ကိုတောက်ပြီးတော့ပလက်ကလထိုင်ရထပြီးထအောင်ဝန်းကျင်ပြင်ပဝဲရအောင်ကြုတ်ကြည့်ပါတယ်ဒေကြီးမိုးကြီးစတင်လာပြီးဖြစ်ကြောင်းတော်ဝအတန်ပေးပြီးတော့အဝေးကမိုးရောလေပါဒရကြန်လာနေပါတယ်လေတဝဝမိုးတစ်ဖြောင်းဖြောင်းလျှက်စစ်တထောင်ထောင်ထားရမှာလျှက်ကောက်လဲပြီးတော့မိုးချိုပြည့်ရမှာနားမှာကပ်ပြည့်တယ်လို့နားဝင်မခံထင်ရပါတယ်မိုးချိုစားကလည်းကျုပ်ကိုလာဟတ်တယ်လို့ထင်ပြီးတော့ကိုပို့သက်ကြည့်မိပါတယ်လျှက်ကောက်တဝင်းဝင်းမိုးထစ်တန်တချင်းချင်းပေးပြီးတော့မိုးချို3ရက်ဇက်တိုင်းစင်တိုင်းနီးပါထင်ရလို့ခမှန်ပြစ်ပါတယ်ပန်းဖြူတို့အိမ်ကနေပြသစေဗီဒီယိုကထိုးရက်ပြီးတော့ပြဆက်လဲမဲမောင်ပျက်စီးသွားပါတယ်ပထမမိုးချိုကရွာဦးတစ်ချောက်ပင်ကိုပြစ်ပါတယ်လောင်မီးကြသည်မှာမိုးရက်သွားတော့လဲမီးလောင်မီးရက်ရွာရှိပြားတီဗီဗီဒီယိုအားလုံးလောင်ကျွမ်းပါတယ်ဒုတိယမိုးချိုကတော့ဘယ်လိုပြစ်တယ်မသိတတိယမိုးချိုကရွာနောက်ဖျားမှာရှိတဲ့ကိုပင်ကြီးကိုပြစ်ရမှာခါးလေရပြက်ကြပြီးတော့ရွာနောက်ဖျားမှာရှိတဲ့တီဗီဗီဒီယိုအားလုံးလောင်ကျွမ်းပျက်စီးသွားပြီလို့
အိမ်ုံမပြန်မီကျုပ်သတင်းကြားရပါတယ်3 နာရီထိုးပြီးမိုးရဆဲသွားတဲ့အခါမှာကျုပ်တို့၄ဦးအပြင်ပန်းဖြူမိဘ2ပါးပါကျုပ်အိမ်ကိုလိုက်လာပါတယ်ကျုပ်အိမ်ကိုရောက်တဲ့အခါမှာဖိုးသူတော်ကြီးကိုကျုပ်စိုးရင်တကြီးကြည့်မိပါတယ်ဒိုင်ခိနတာခါဖះဆင်းသူတော်ရှိမှတော့ပရိစိတ်နေစေဖြစ်ပါတယ်ဒီလောက်လေချမ်းမိုးချမ်းကြားရောက်နေတော့လေသူကြော့ထားတဲ့ဖះနိုင်နေရမငိမ့်တခြားနေရာမှာမိုးပတ်တာကြောင့်ရွှဲရွှဲဆိုနေတော့လေဖိုးသူတော်ကြီးထိုင်တဲ့နေရာနဲ့ဖះဆင်းသူတော်ဝင်းကြီးကတော့ရေမစိုးကျုပ်ကလည်းဖိုးသူတော်ကြီးကိုသူမိုးလာမှားထားတဲ့သတိပေးချက်အတိုင်းကျုပ်တို့ရောက်ရှိကြအောင်အတန်ကျဲကျဲနဲ့ပြောရမှာပဲသူပရိစိတ်ရက်ပါတယ်ဖះရှိကိုဝှက်ချကြော်ပြီးတော့စူတောင်းတန်ကိုကြုတ်ကြားရပါတယ်ဒုတိယမိုးချိုးပြတဲ့နေရာမှာတိတ်ဆုံးသွားတဲ့ကြက်ဥလေးလုံးမှာကြက်တန်တွေတို့တပိတော်မြစ်တာဘို့အမျှပေးဝေပါ၏ရှင်ဗျာလူသားလေးဦးရဲ့အသက်ကိုကယ်တင်နိုင်ရန်တပိတော်ပြုလုပ်ခိုင်းမိခြင်းကိုလည်းတီးခံခွင့်လွှတ်တော်မူပါဗျာတပိတော်သည်ယခုလိုလောကီပညာရှင်ဖိုးသူတော်ဘဝအနေမြင့်မြတ်တဲ့မက်ပေါက်ဖို့ဝင်နိဗ္ဗာန်မြင်တဲ့လောကုတ္တရာဖိုးသူတော်ဖြစ်ရပါလို့၏ရှင်ဗျာသူတို့သမီးမှာတာဦးကုံဝန်3 လကျော်ရှိနိုင်ရမှာသာသနာ့အမွေခံယူနိုင်မယ်လို့ယူဆပြီးတော့တပိတော်ကယ်တင်ရပါတယ်ရှင်ဗျာဖိုးသူတော်ကြီးစကားတန်ကြားမှာပဲကျုပ်တို့သွေးပြက်ခမန်း6 ချတုံလှုပ်ပါတယ်ပန်းဖြူဟာသူ့မှာကုံဝန်3 လကျော်ပြီလို့ပြောတဲ့အခါမှာပိုပြီးတုံလှုပ်ပါတယ်ဖိုးသူတော်ကြီးကိုတိုင်ပင်မထားရဘဲနဲ့လူအလုံးရှစ်ခုဥချလိုက်ကြပါတယ်မှတ်ချက်သူတို့သမီးနဲ့သူတို့သားတို့ဟာနှစ်ဖက်ခွင့်ပြုချက်နဲ့မင်္ဂလာမဆောင်မီကလေးရပင်အတူနေထိုင်ခဲ့၍ကုံဝန်ရရှိခဲ့ခြင်းဖြစ်ပါတယ်အခုနားဆင်ခဲ့ရတဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆရာတွင်းကြီးဝမ်းမောင်ရဲ့စီးကြော်တဲ့ညားဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ခဲ့ရတာပဲဖြစ်ပါတယ်အားလုံးပဲအခုနားဆင်ခဲ့ရတဲ့ဇာတ်လမ်းလေးကိုကြိုက်နေတတ်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်ဒီလိုဇာတ်လမ်းကောင်းလေးတွေကိုထပ်မံနားဆင်ဖို့အတွက်လည်း channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ